နော်အမမင်္ဂလာပါမင်္ဂလာပါရှင်အမတီဆိုရှင်ပြိုင်မဲ့တချင်းလေးနဲ့ကိုမိတ်ဆက်ပေးပါအောင်ရှင်သမီးနာမည်ကတော့ပြိုင်ပွဲဝင်အမတ်စဉ် GVZ23 ချမ်းပဲဖြစ်ပါရရှင်သမီးတီဆိုစင်ပြိုင်မဲ့တချင်းလေးကတော့တရေးဆရာစိုးလေးလည်းရစ်ဆက်ပြီးတော့မေခလာနဲ့ထားတဲ့အသေးခွဲဘရင်မဆိုတဲ့တီချင်းလေးနဲ့ပုရိသအသေးလေးတွေကိုဘယ်လိုခွဲပြမယ်ဆိုတာဆက်လက်စူးစမ်းနားတော်တာဆင်ပေးကြပါရှင်ဟုတ်ကဲ့ပါအကောင်းမော်ဆုံးရှေ့ကြိုင်နိုင်ပါစေနော်စုပွဲလောင်းသားငါတဲ့ကြောင့်ပုံပြလိုက်ပြီးအယူမှုရင်တဲ့ငါစိတ်မတည်တဲ့ငါရဲ့ဆန္ဒပြည်စုံရမယ့်ဘဝကိုသွားငါဘရင်မအသေးမြတ်တဲ့ခွေရမယ့်ပူရိတာအသေးမြတ်တဲ့ခွေပညာငါဘရင်မအသေးမြတ်တဲ့ခွေရမယ့်ပူရိတာအသေးမြတ်ဖက်နဲ့ထုံးကားထားငါဘရင်မအသေးမြတ်ချွေရင်ကျိုးနဲ့ဆွဲကတည်ရင်လုံးသားစားပြေငါလေမထားမယ်သမီးတဲ့ဇတ်တော့ကိုဖလဲလို့ကောင်းမျိုးဒီငါရဲ့ချေရင်ဥညောစင်စင်မဲ့ပေါ့ငါဘရင်မအသေးမြတ်တဲ့ခွဲရမယ်ပူရိတာအသေးမြတ်တဲ့ခွဲပညာငါဘရင်မအသေးမြတ်တဲ့ခွဲရမယ်ပူရိတာအသေးမြတ်ဖက်နဲ့ထုံးလို့ထားငါဘရင်မငါဘရင်မဘလုံးသားရင်သားဒီစိန်လိုမသလားကြားနေစင်နဲ့တွေ့ချိန်လိုပြင်းနေအပြေးခွင်းနဲ့ဒီမြောင်သူရှောင်းနိုင်မလားအသေးများချွေလို့အစစီအကောင်ပြန်သွားငါဘရင်မအသေးများဟတ်တဲ့ခွဲရမယ်ပူရိတာအသေးမြတ်တဲ့ခွဲပညာငါဘရင်မအသေးမြတ်တဲ့ခွဲရမယ်ပူရိတာအသေးမြတ်တဲ့ခွဲပညာငါဘရင်မအသေးမြတ်တဲ့ခွဲရမယ်ပူရိတာအသေးမြတ်တဲ့ခွဲပညာငါဘရင်မအသေးမြတ်တဲ့ခွဲရမယ်ပူရိတာအသေးမြတ်ဖက်နဲ့ထုံးလို့ထားငါဘရင်မ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  Thank you ကျေးဇူးများတင်ပါတယ်ရှင်ဒီနေ့ကချက်ချမ်းဒေးတာဟုတ်လားအသေးခွဲဘရင်မရဲ့နေ့လေးဖြစ်သွားပြီအရန်ကိုပဲဘယ်လိုပြောရမှန်းတော့မသိတော့အရန်တချင်းပြီးသွားမှတော့စိတ်ပူနေတာအရန် stage performance ရဲ့ပြီးတော့ဆောနာ intro မိတ်ဆက်သွားတယ်ကိုမိတ်ဆက်သွားတယ်ဒီ performance ကလည်းအရန်ကိုမှပြည်စုံလောပါတယ်ဆိုတော့ဒီထက်ကောင်းမော်တဲ့ result တွေကိုကြားကြင်ပါတယ်ဒိုင်လိုကြီးမင်းတွေရဲ့ match လေးတွေကိုတူတူနားထားကြအောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါညီမလေးချစ်ချစ်ရေမင်္ဂလာပါရှင်ဟုတ်ပထမဆုံးအကိုချီးကျူးလိုပါတယ်တကယ် live show တစ်ခုကြည့်နေရတယ်လို့ခံစားရတယ်ညီမလေးပြီးတော့ဒီနေ့
ဒီ function ဘိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ညီမဒီခေါင်းအစအခြေအဆုံးပေါ့နော်အရန်ထိမိမိုက်နေပါတယ်အပြည့်ပြောစရာမရှိပါဘူးနော် ကျေးဇူးပါ ဟုတ်နောက်ပြီးအခုဂျားထဲမှာဒီပထမ cross လေးပြီးတော့ရီတန်လေးသဘောကျရီပြပါလက်ခုပ်တန်လေးနဲ့အားပေးကြပါဦးနောက်ပြီးအခုတစ်ခုပေါ့နော်ညီမမှာကိုပိုင်ပုံစံကိုပိုင်ဟန်ရှိရဲအဲ့ဒီပေါ်မူတီပြီးတော့ညီမရဲ့တန်လင်းကိုအကောင်းဆုံးထုတ်ပြလို့ရတယ်နောက်အခုအရေးတစ်ပတ်ကလည်းမမီလိုက်ပေမဲ့အခုပြန်ကြည့်ရပေါ့နော်အဲ့မှာညီမရဲ့ကိုနဲ့လိုက်ဖက်တဲ့ဒီကို idea function ကိုညီမရွေးချယ်နိုင်တယ်ပေါ့နော်ဒါလေးတစ်ခုကြီးကျူးတယ်နောက်ဒီပြိုင်ပွဲဝင်ညီမမဟုတ်အခြားညီလေးညီမလေးကိုပဲကိုတချင်းပေါ်မူတီပြီးတော့ကိုရဲ့ scale ကိုအကောင်းဆုံးကိုဘယ်လိုလုပ်ပြနိုင်လဲရော့မတည်ပဲနဲ့ပေါ့ကွာအပြည့်သူများနေရှင်လို့ရှိရင်ဒါပြိုင်ပွဲဖြစ်တဲ့အတွက်အခုတော့တစ်ခုချင်းစီအမှတ်ပေးနေတာဖြစ်တဲ့အတွက်သူများတွေအပြည့်ဖြည့်စေရှင်တယ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ် စီစဉ်ရိုက်တင်ပါတယ်ရှင် ဟုတ်ကဲ့ပါပြိုင်ပွဲဆိုတာနဲ့ကျမတို့လိုအပ်ချက်တွေကတော့ရှိရပါတော့ဆိုတော့ဒီလိုအပ်ချက်တွေကိုလည်းနောက်တစ်ဆက်တက်လန်းတဲ့အခါမှာကိုယ့်ရဲ့အားသာချက်အနေနဲ့စူးစမ်းရင်းနဲ့နောက်တစ်ဆက်မှာပြန်လဲစုပ်ပေးကြပါတယ် ဟုတ်ကဲ့ ကျေးဇူးများတင်ပါတယ်ရှင်